မရာတန်တန်တော့တက်ဖူးတယ်ဒါပေမဲ့3နှစ်ကြာတဲ့အခါ5နှစ်ကြာတဲ့အခါမှာမေ့ရတယ်လုပ်ငန်းခွင်တကယ်ဝင်တဲ့အခါမှာမမတ်မိတော့ဘူးကိုယုံကြည်မှုမရှိတော့ဘူးဆိုရင်တော့ဒီပြဿနာကိုကျမတို့တန်တန်လေးကဖြေရှင်းထားပေးပါတယ်ရှင်ကျမတို့စီမှာတန်တန်လာတက်တဲ့ကလေးတွေအားလုံးကိုဒီသင်ခန်းစာအစအဆုံးတက်တဲ့သင်တန်းရဲ့သင်ခန်းစာအစအဆုံးဗီဒီယို group လေးစီစဉ်ထားပေးပါတယ်ရှင်ကိုတက်တဲ့သင်တန်းရဲ့ဗီဒီယို group လေးစီစဉ်ထားပေးပြီးတော့ဗီဒီယို group လေးထဲကိုတက်လုံးထပ်ထားပေးတယ်ဒီဗီဒီယို group မှာကိုလုပ်ငန်းခွင်ဝင်လို့ရှင် Word နဲ့ပတ်သက်ပြီးလုပ်ရတယ်ဆို Word ကိုသွားပြီးလေ့လာလို့ရတယ် Excel နဲ့ပတ်သက်ပြီးလုပ်ရတယ်ဆိုရင်လည်း Excel ကိုသွားပြီးလေ့လာလို့ရတယ်ကိုလုပ်ရမယ့်သင်ခန်းစာဗီဒီယိုလေးကိုသွားပြန်ကြည့်မယ်ဆိုရင်ကိုယုံကြည်မှုရှိနဲ့အလုပ်ဝင်လို့ရမယ် basic ဆိုပြီးမဲ့လက်ကွက်တွေပဲသင်ပေးတာမဟုတ်ပဲနဲ့အစုံသင်ပေးပါတယ်ရှင်အခုခေတ်စားနေတဲ့ Canva ပြီးလို့ရှင်ဒါ ChatGPT ပြီးတော့ဒီကွန်ပျူတာစနစ်လေ့လာတာတွေကိုသင်ပေးတယ်ပြီးရင်ဆိုင်မှာဒီလိုလက်ကမ်းလေးကိုတေချာလေးချုပ်ထားတယ်ရှင်လက်ကမ်းလေးတောင်းယူပြီးတော့သင်မဲ့ကြောင်ရလေးတွေကိုတေချာဖတ်လို့ရတယ်ဒါသင်တဲ့သင်ခန်းစာအစအဆုံးလေးအကုန်လုံးရေးထားတယ်ဒါတွေအကုန်လုံးကိုဖတ်ကြည့်လို့ရတယ်ပေါ့နော်တောင်းလို့ရပါတယ်ဆိုင်မှာအားလုံးကိုပေးပါတယ်ပြီးတော့ဘာတွေသင်ပေးလဲဆိုရင်ကွန်ပျူတာစနစ်တွေကိုလေ့လာတယ်ကွန်ပျူတာအစိတ်အပိုင်းတွေတစ်ခုချင်းစီကိုလေ့လာတယ်ပြီးရင်ဒီကွန်ပျူတာရဲ့လက်ပတ်မောင်းနေမှုစနစ်ပေါ့နော်လက်ပတ်မောင်းနေမှုစနစ်အကြောင်းတွေကိုလေ့လာမယ်ပြီးလို့ရှင်ဒါကွန်ပျူတာရဲ့လောက်ဆောင်ချက်၄ခုပေါ့ကွန်ပျူတာရဲ့လောက်ဆောင်ချက်၄ခုက data input data processing information output data and information store ဒီအကြောင်းတွေအကုန်လုံးလည်းသင်ပေးရပြီးရင်ကွန်ပျူတာဝယ်တဲ့အခါမှာသတိထားရမယ့်အချက်တွေကွန်ပျူတာဝယ်တဲ့အခါမှာ laptop ဝယ်တင်လား desktop ဝယ်တင်လား laptop ရဲ့အားတာချက်ကဘာတွေရှိလဲ desktop ရဲ့အားတာချက်ကဘာတွေရှိလဲပြီးတော့ဒါအခြေခံ internet အသုံးပြုတာတွေ Canva ခုနပြောလို့ Canva တွေ ChatGPT တွေဒါအကုန်သင်ပေးတယ်ပြီးတော့ဒါ typing skill ပေါ့ typing skill ကကြတော့မြန်မာအင်္ဂလိပ်ဒါကလည်းအားလုံးတစ်ခါတည်းသင်ပေးတယ်ပြီးလို့ရှင် Microsoft Office Word ကိုတော့ Word Excel PowerPoint အကုန်လုံးကို version 2021နဲ့သင်ပေးတယ်အခုထွက်တာ version 2024လည်းထွက်ပြီဒါမဲ့24နဲ့သင်မယ်ဆိုရင် Publisher ဆိုတဲ့သင်ခန်းစာလေးကိုသင်လို့မရတာဖြစ်တဲ့အတွက်လောလောဆယ်21လေးနဲ့သင်ပေးတယ် Office version 2021ကို Word Excel PowerPoint Publisher OneNote အကုန်တင်ပေးတယ် note လေးတွေမှတ်လို့ရအောင်လဲ OneNote ပါထပ်တင်ပေးတယ်ပြီးတော့ Format Factory ဒီ format ပြောင်းတာတွေကိုလည်း Format Factory ဆိုတဲ့ software လေးနဲ့တင်ပေးတယ်ပြီးလို့ရှင်ခွေဘန်းတာတွေ Windows နဲ့ဘန်တက်အောင်အားလုံးတင်ပေးပါတယ်ရှင်ကျမတို့တင်တန်းလေးကဒီလိုအစဆုံး2လတင်ပေးတဲ့အပြင်တစ်ပတ်ကို9ရက်တစ်ရက်ကို1နာရီခွဲကိုအဲ့1နာရီခွဲမှမရဘူးမလိုက်နိုင်ဘူးဆိုရင်လည်းအချိန်ပိုเนาะဒီတင်နန်းချိန်ထက်နိုင်ဝက်စောပြီးလာတယ်တင်နန်းချိန်ထက်နောက်ကြပြီးမှပြန်ပြီးတော့တိတိကျကျပြန်လေ့ကျင့်လို့ရတယ်လက်ကွက်တွေကိုလည်းကိုကျွမ်းကျင်တဲ့အထိလေ့ကျင့်လို့ရပါတယ်ရှင်ဒါ link ကွန်ပျူတာတင်နန်းရဲ့အားတာချက်လေးတွေပါရှင်